ပန်းရမ်းချိတ်တဲ့ Scala တော့ ABU campus ကြီးကအရန်အောင်လှနေပါတယ်ရှင်။နေဦးရောက်ပြီဆိုတော့ campus တစ်ခုလုံးပန်းလေးနဲ့ပြည်နေရပါတော့။ဒီနေ့တန်းချိန်လေးလည်းပြီးသွားပြီဆိုတော့ကျောင်း campus မှာ track ကားလေးနဲ့မုတ်လေးလာရောက်နေပေါ့နော်။အဲ့တော့ contour လေးနဲ့ဝယ်စားမလို့ပါ။ Scala ကတော့ cheese contour လေးဝယ်လိုက်တယ်ပေါ့နော်။နောက်ပြီးထောက်ပူကီလေးလည်းရလို့ထောက်ပူကီလေးလည်းထပ်ဝယ်လိုက်တယ်ပေါ့နော်။ဆိုင်ရလေးရောင်းကောင်းနေရပေါ့နော်။ကျောင်းသားရဲ့အများကြီးပဲစောင့်ပြီးတော့မှာစားနေကြတာ။ Scala တို့မှာထားရလေးလည်းရပြီဆိုတော့စပြီးတော့စားပါတော့မယ်။ cheese contour ကပူလေးဆိုတော့စားလိုက်လိုမျိုးဖြစ်သွားတာမျိုးအရင်သဘောကျရပေါ့နော်။သားလေးလည်းစားလို့ကောင်းပါတယ်။ဝယ်ထားတဲ့ထောက်ပူကီလေးလည်းမြည်ကြည့်မယ်ပေါ့နော်။နှစ်ခုလုံးကပူတော့လေးမှုတ်ပြီးတော့စားနေရတယ်ပေါ့နော်အငွေ့တွေဆိုဗီဒီယိုတွေကနေအောင်မြင်နေရတယ်ဆန်ချောင်းသားလေးကအီအီလေးကိုမှတောက်ဝကီကြီးလေးကလေးမဆက်ပဲနဲ့စားလို့တော့ကောင်းပါတယ်စကာလာရဲ့ရှေ့မှာဒီလိုမျိုးရမ်းလာတဲ့ view လေးရှိရပေါ့နော်တကယ်ချင်းနှစ်ယောက်စလုံးမုံစားရတဲ့ဒီ view လေးကိုထိုင်ကြည့်နေကြတာပေါ့နော်ရာသီဥတုကလည်းအရင်မချက်မနေနေတို့အဆင်ပြေရောအမြဲတမ်းအတန်းပြီးဒီနားလေးမှာထိုင်ဖြစ်တယ်ပေါ့နော်မုံလေးလေးစားပြီးခဏနေရော library room မှာစားသွားလို့ဖြစ်တယ်ပေါ့နော် library ရဲ့ဒီ view လေးကအရန်လာတော့ library ရောက်လို့ရှိရင်ဒီနားလေးမှာပဲစားမြဲလို့ဖြစ်ပါတယ်ညနေဆောင်လေးလည်းရောက်လာပြီဆိုတော့စကာလာတို့အဆောင်ပြန်มาတော့မယ်အဆောင်နဲ့ campus ကအရင်မွေးပေမဲ့10မိနစ်15မိနစ်လောက်တော့လမ်းလျှောက်ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ vlog လေးလောက်ပါပဲ thanks for watching guys bye bye